မော်ဆန်သောခဲတယ်မြမပြည်ရဲ့လှပတဲ့ရွာလေးတစ်ရွာမှာသဇင်ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်သူကပကြီးဆွဲရတာကိုအယမ်းဝါသနာပါတယ်နေတိုင်းလိုသဇင်ဟာရွာပတ်လေကိုရှောက်သွားပြီးလှပတဲ့မြင်ကွင်းတွေကိုစိတ်ကူးနဲ့ပုံဖော်တတ်ပါတယ်တနေ့မှာတော့သဇင်ဟာရွာအစွန်ကရှေးဟောင်းဖျားเจ้าဆောင်လေးနားကိုရောက်သွားခဲ့ပါတယ်အဲ့ဒီနားမှာတောက်ပနေတဲ့ခဲရံတစ်ချောင်းကိုသူတွေးလိုက်ရပါတယ်သဇင်ဟာအဲ့ဒီခဲရံကိုကောက်ကင်လိုက်ပါတယ်ထူးဆန်းတာကအဲ့ဒီခဲရံကသူ့လက်ထဲမှာနှွေးထွေးနေတာပါပဲအိမ်ပြန်ရောက်တော့သဇင်ဟာခဲရံအစ်စ်နဲ့ပကြီးဆွဲဖို့စိတ်လှုပ်ရှားနေခဲ့ပါတယ်သူကစာရွက်ပေါ်မှာလက်ပြတစ်ကောင်ကိုဆွဲလိုက်ပါတယ်အန်ဩစရာကောင်းတာကသူဆွဲပြီးတာနဲ့လက်ပြလေးဟာစာရွက်ပေါ်ကနေပြန်တက်လာပြီးသတင်းပေါက်ကနေအပြင်ကိုထွက်သွားပါတော့တယ်သဇင်ဟာအယမ်းအံ့ဩသွားပါတယ်ဒါဟာမော်ဆန်နဲ့ခဲရံတစ်ချောင်းပဲလို့သူသိလိုက်ရပါတယ်သူကနောက်ထပ်ပန်းတစ်ပွင့်ကိုထပ်ဆွဲကြည့်လိုက်ပါတယ်ပန်းလေးကလည်းစာရွက်ပေါ်ကနေထွက်လာပြီးအခန်းထဲမှာမှွေးပြဲတဲ့ရနံ့တွေနဲ့လှပနေခဲ့ပါတယ်သဇင်ဟာဒီခဲရံနဲ့ကောင်းတဲ့အရာတွေလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်နေ့မနက်မှာတော့သဇင်ဟာသူ့အိမ်ကြီးချင်းဒေါ်နုကိုသွားတွေ့ပါတယ်ဒေါ်နုကသူ့ဥယျာဉ်ထဲမှာပန်းတွေမရှိလို့စိတ်မကောင်းဖြစ်နေတာကိုသူသိထားပါတယ်သဇင်ဟာဒေါ်နုရဲ့ဥယျာဉ်ထဲမှာပန်းလှလေးတွေအများကြီးကိုဆွဲပေးလိုက်ပါတယ်ဥယျာဉ်တစ်ခုလုံးဟာရောင်စုံပန်းတွေနဲ့လှပပြီးငွေးကြိုင်နေခဲ့ပါတယ်ဒေါ်နုလည်းအယမ်းပျော်ရွှင်သွားပါတယ်